ဟဲ့အောင်ဇော်ကြိုးစားနေတော့ပြင်မန်းတယ်ငါမင်းကိုဖမ်းလိုက်ပြီရဲအုပ်မျက်လိုက်နှင့်ဇော်ဦးတို့၏ပြောင်းလဲသွားသောအနေအထားကိုမြင်တော့ဇော်ဦးတပည့်နှစ်ယောက်အနက်မှတဦးမှဂွင်းကွားတင်သည့်စင်ပေါ်မှဝက်ဥလှဲကိုဆွဲပြီးအနီးရှိတက်ကြလှမြင့်ကိုလှမ်းထိုးလိုက်သဖြင့်လှမြင့်လဲခါနွဲ့၍အသာအရာရှောင်ပြီးထိုးသည့်လက်ကိုအပိုင်ဖမ်းလိမ်လိုက်ချိန်တွင်ကြံတပည့်တစ်ယောက်မှအိမ်ဘေးမှအနောက်ဘက်သို့ပြေးပြီးရှန်စီယိုးတိုင်းကိုကြော်၍ခုန်ချလာသည်နှင့်အသင်းဆောင်နေကြသောဒုရဲအုပ်ထင်လင်းနှင့်တစ်ကြက်ကြီးငိုဟန်ရမ်းမှလုံးတွေဖမ်းဆီးထားလိုက်ကြကတိုင်းကိုပဲပြန်ကြော်ပြီးရဲအုပ်မျက်လိုင်တို့ရှိနေသောကားဝက်လျှော်တွေသို့ဝင်လာခဲ့လိုက်လေသည်ဟိုကြီးနောက်ဘက်ပြေးလာတဲ့တယောက်မိခဲ့တယ်ကဲဒီကောင်လေးအားလုံးလက်ထိတ်တွဲခတ်ထားလိုက်ကိုထင်လင်းကအပြင်မှာစောင့်နေတဲ့ဥက္ကဋ္ဌကိုတော့ခေါ်ဗျာမိုးလဲလင်းသလောက်ရှိနေပြီဆိုတော့ကျွန်တော်ဒီဝက်ရှော့ထဲမှာလိုအပ်တဲ့ဥစ္စာတွေတခါလေးရှားကြတာပေါ့ရက်ကွက်ဥက္ကဋ္ဌရောက်သည်နှင့်ဒုရဲအုပ်ထင်လင်းတို့လည်းဇော်ဦး၏ဝက်လျှော့အတွင်စစ်စစ်ဆက်ဆက်ရှာနေချိန်တွင်ဇော်ဦးမှစကားမကြီးကျွန်တော်ဘာလုပ်လို့ဖမ်းတာလဲဘာပြစ်ရှိလို့လဲခဏတို့တခုတော့လွဲနေပြီနော်သိကျင်တာရှိရင်ဒီတိုင်းမေးလဲကြပါတယ်ကျုပ်ဘက်ကအမှားမရှိလို့ကတော့ခမရအပြုတ်ပဲနော်ဟုတ်ပါပြီပြေးမေးလို့ငါလည်းမေးမယ်မင်းကရောဘာလို့ငါ့ကိုခုခံပြီးပြေးတာလဲမေးတာစကန်းကြရင်ငါဖြေမယ်ကဲအခုငါမေးတော့မင်းဖြေဟဲ့အောင်ဇော်မင်းတခုတော့သိတေချာသိထားမင်းကိုလက်ထက်ကပ်ပြီးတော့ဖမ်းတာကမြက်လိုင်းกว่าမြက်လိုင်းငါမြက်လိုင်းกว่าဟဲ့အောင်ငါမေးတာဖြေဇော်ဦးတယောက်ရဲအုပ်မျက်လာ၏အမေးကိုဖြေဆိုခြင်းမရှိပဲခေါင်းငိုက်ဆိုင်ရှာ၍သာငြိမ်နေချိန်တွင်ဒုရဲအုပ်ထင်လင်းမှဟိုကြီးတွေ့ရမြောက်လက်တွေနဲ့တွဲရက်ခတ်ရတဲ့တော်သုံးလုံးတွေ့တယ်ကျန်တော့ထူးခြားတာမရှိပါဘူးဗျဟုတ်ပြီရှာပုံစံနဲ့တိန်းတာဗျာဖျောက်စုံမင်းတော့တွေတအားပေါ်နေရလားကြော့တော့ရှာမလို့တော့အစ်စ်လေခင်ဗျားတို့အတီးပေးဖို့လိုသေးလားလခါရင်းပါတဲ့တော့အဆုပ်ပြဿနာကိုလာလို့ဟဲ့တော့အဆုပ်ကပြဿနာမဟုတ်ဘူးဆိုရီဒီတော့ကလောက်တွေရဲ့တော့เจ้าတွေကပြဿနာဖြစ်လာနိုင်တယ်နော်ကျုပ်ဘယ်သိနေဗျာတော်ရဲပြောက်လို့တော့ကလောက်အစ်စ်လဲထားတာခင်ဗျားနဲ့ဆိုင်လားပြီးပါမင်းပြောက်နေတဲ့တော်ရဲငါရှာပေးပါမယ်ကွာအခုတော့စခန်းကိုချီတက်ကြတာပေါ့မင်းကောင်းထဲမှာအဓိကစဉ်းစားထားမှာကအမှန်တိုင်းဘယ်ကစပြောမလဲဆိုတာစဉ်းစားထားဟုတ်လားကဲဟဲ့ဒီကောင်တွေကိုကားပေါ်တင်လိုက်စခန်းပြန်ကြမယ်ကိုထင်းလေးခြံတကားကိုတေချာတော့ခတ်ခဲ့တော့ဗျာကိုလှမြင့်နဲ့သွားနှင်းတော့မယ်ဩဥက္ခရာလည်းလိုက်ခဲ့အောင်နော်ရဲအုပ်မျက်လိုက်လေစခန်းသို့ရောက်သည်နှင့်ဇော်ဦးတို့ဆရာတပည့်3ဦးအားတီးခြားစီခွဲချုပ်ထားလိုက်ပြီးဇော်ဦးတပည့်2ယောက်ကိုတော့ညရင်းချင်းနေရခွဲစစ်ရန်ဒုရဲအုပ်မြင့်သူကိုတာဝန်ပေးကမနက်10နာရီကိုနှိုးဆက်ပေး၍သူ၏ရုံးခန်းထဲရှိခောက်ကတင်လေးတွင်လှည့်ပြီးမှိန်းနေလိုက်လေသည်ရဲအုပ်မျက်လိုက်၏လက်ပတ်နာရီမှနှိုးဆက်မိသည်နှင့်ဟေးအပြင်မှာဘယ်သူရှိလဲဟာအားတဲ့ရဲဘော်လေးတယောက်တော့လာပါအောင်ကွာဟုတ်ကဲ့ဘို့ကြီးပြောပါခင်ဗျရဲအုပ်မျက်လိုက်လေအလေးပြုပြီးဝင်လာသောရဲဘော်လေးအားမင်းအားရလားဒီအားရင်သွားကွာငါ့ဘုစံပြား2ပွဲနဲ့လက်ဖက်ရည်လေးဝယ်ခဲ့ကွာနောက်ပြီးတော့ရှမ်းခေါက်ဆွဲ3ပွဲလဲပို့ဝယ်ခဲ့လိုက်ကွာအဲ့3ပွဲကိုဇော်ဦးတို့3ယောက်ကိုတွားကြွေးလိုက်ပြီးရင်ဒီနေ့တာမှုကိုတစ်ခါလေးတွားပြော7 နာရီထိုးရင်ဇော်ဦးကိုစစ်မယ်ငါအခန်းကိုထုတ်ခဲ့လို့ပြောလိုက်ကွာဒီမှာပတ်စံယူသွားပိုးတယ်မင်းလည်းကြိုက်တာစားခဲ့မြန်တော့လာကွာဟုတ်ကဲ့ပါဘို့ကြီး
ရဲအုပ်မြက်လိုက်လေရဲဘော်လေးဝယ်ပြီးတော့နနက်စာစားပြီးတည်နှင့်စခန်းဝင်းထဲရှိမိမိအိမ်သို့အမြန်ပြန်ရေရှိုးပြီးမြို့နယ်မူရုံးခန်းသို့ဝင်၍လုပ်ငန်းဆောင်ရွက်ချက်များအားအကျဉ်းချုပ်တင်ပြကမိမိရုံးခန်းသို့အပြေးတစ်ပိုင်းပြန်လာခဲ့ရာရောက်ပြီးခဏတွင်ပင်တာဝန်မူဒုရဲအုပ်လေးမှ ဘိုးကြီးကျွန်တော်ဇော်ဦးကိုခေါ်ခဲ့ပါပြီဟုတ်ပြီဗျာအေးညီလေးကိုမြင့်သူနဲ့စစ်ချက်ရေးဖို့အကူစည်းပါတခါတည်းအကူစီလွှတ်လိုက်ကွာဟုတ်ကဲ့ပါခင်ဗျဘိုးကြီးဒီမှာလက်ထိတ်တော့ပါခင်ဗျကောင်းပြီဆက်လို့ ခိုင်နာသောဒုရဲအုပ်မြင့်သူနှင့်အကူစီရဲဘော်လေးရောက်လာသည်နှင့်ရဲအုပ်မြက်လိုက်မှ ကဲဇော်ဦးရေစလိုက်ကြရအောင်ငါပြောရမလားမင်းဘာသာမင်းအမှန်တိုင်းထွက်ချက်ပေးမလားကျုပ်ကဘာလောက်ထားလို့ဘာကိုထွက်ချက်ပေးရမှာတော့ဟုတ်ပါပြီတန်ပိုက်ဇော်ဦးရေမင်းမပြောရင်ငါကပဲစပြောရမှာပေါ့ကဲကိုမြင့်သူရေမနေ့ညကဒီကောင်ပြောနေတဲ့တော့လှုပ်ဆမ်းမအောင်ဒီကောင်ပြောက်နေတဲ့တော်ရွယ်လေးပေးလိုက်စမ်းမအောင်ဗျာ ဒုရဲအုပ်မြင့်သူမှထူးအောင်အလောင်းမဖော်ခင်တစ်ပုံကြားမှသိမ်းဆဲခဲ့သောခွားရှင်ပုံတော့ကျိတ်တွင်တော့သုံးချောင်းပါရှိသောတော့တွဲလေးအားစပွဲပေါ်တင်ပေးပြီးလိုက်ချိန်၌ကစီကြီးညကဇော်ဦးကရှော့တင်းခဲ့တဲ့တော့ကလောက်တွေယူခဲ့ဗျာ ခစီရေးကြီးယူလာပြီးသောဇော်ဦးဝတ်လျှော့မှသိမ်းဆဲခဲ့သည့်တော့ကလောက်များအားထူးအောင်ဆန်ဆက်ဝင်းထဲမှသိမ်းခဲ့သောတော့ချောင်းများဖြင့်တလုံးချင်းဖွင့်အပြီးမှပင် ဘိုးကြီးဝင်မပြူပါဗျလာဗျာဘာလို့လဲအာထူးတို့မူခင်းဆရာဝင်းရှိရစေးစာရပါပြီတုံးတော်လက်နဲ့ဖြင့်ဦးကောင်ကရဲနဲ့ခံရတဲ့ဖြင့်၎င်းတန်ရာဖြင့်တေဆုံးခဲ့သည်လို့မှတ်ချက်ရေးထားပါတယ်ရပြီစေးစာကိုအမှုထဲမှာတွဲထားလိုက်ပါကဲတန်ပိုက်စောဦးမင်းဗာညင်းချင်းသေးလေမင်းကောင်နှကောင်ကလည်းထူအောင်အလောင်းကိုမင်းခိုင်းလို့ကျင်းတူဘူးမြုပ်ခဲ့တယ်ဆိုတာဖြောင်းချက်ပေးထားပြီးပြီချိန်ကုန်တယ်ကွာဟဲ့အမှန်တိုင်းသာဝန်ခံကွာခွေးသားနှကောင်ကဲထားတဲ့ကြီးဘူးတော့ဆက်လိုက်ကြပြီပေါ့အေးကဲမိတာဟုတ်ပါတယ်ဘူးဟုတ်ပါတယ်ဗျာသူ့အောင်ကျွန်တော်ရိုက်တက်လိုက်မိပါတယ်ဟုတ်ကဲ့သူ့အောင်ကိုကျွန်တော်ရိုက်တက်လိုက်တယ်ကဲစကမ်မူဥပဒေတိုင်းသာအပြစ်ပေးပါတော့ဗျာဟုတ်ပြီဒီလိုမှပေါ့ဟဲ့နောက်ထပ်ငါသိချင်တာကနိုင်စောဘာမှာလဲဟဲ့နိုင်စောဘာမှာလဲအခုမင်းပြောလို့ရပြီမလားနိုင်စောကိုခန်းကြီးမှာရှိတယ်ကျွန်တော်တကယ်ကြီးစီပို့ထားပါတယ်နိုင်စောနဲ့ဘာဆိုင်လို့ဒီကောင်ကိုဖွက်ထားရတာတော့ဟုတ်ကဲ့ဒီလိုပါခင်ဗျအဲ့ဒီညနေကကျွန်တော်တော့တွဲတွေဆိုင်ကမှာပါသွားလို့လိုက်ယူတာပါဆက်သေးဝင်မဲ့အလုံးမှာထူအောင်နဲ့နိုင်စောလို့စကားများနေတာတွေ့လို့ကျွန်တော်အသာလေးကွဲနေလိုက်ပါတယ်ထူအောင်ကစိတ်မထိန်နိုင်နဲ့နိုင်စောအင်ကြီးရင်ဘက်ကိုဆွဲပြီးထိုးဖို့လို့တော့နိုင်စောကမင်းကွာလို့ပဲပြောပြီးတော့ထူအောင်လက်ကိုဖယ်ရင်တွန်းလိုက်တာအဲ့မှာထူအောင်ကသူ့အတူအရှိန်မထိန်နိုင်မယ်ဆန်ဆက်အထိုင်4-3ပေါင်နဲ့ခေါင်းဆောင်ပြီးတော့မိသွားတယ်ထင်ပါတယ်အဲ့ဒီမှာနိုင်စောကသူတွန်းလိုက်လို့ထူအောင်သေပါပြီဆိုပြီးအကြောက်လွန်နေတာဆန်ဆက်အပြင်ကိုပြေးထွက်လာတော့အကွယ်မှာရက်နေတဲ့ကျွန်တော်နဲ့တိုးတော့ကျွန်တော်လည်းဒီကောင်ကိုဟဲ့အောင်မင်းပြေးတော့ငါစီစဉ်ပေးမယ်ဆိုပြီးတော့ကျွန်တော်ဝက်ရှော့ကိုတွားခိုင်းလိုက်ပါတယ်နိုင်စောမင်းဝက်ရှော့ရောက်ရင်ငါတပည့်နှစ်ကောင်ကိုဒီကိုလွှတ်လိုက်ဆိုပြီးတော့မှားလိုက်ပါတယ်နိုင်စောထွက်သွားပြီးမှဆက်ထဲဝင်ပြီးတော့ထူအောင်ချင်းတွေတစ်ချက်ကြည့်ပြီးနိုင်စောယူသွားတဲ့ကျွန်တော်ဆိုင်ကမှာအမြဲဆောင်ထားတဲ့တန်ပိုက်နဲ့အဲ့တန်ပိုက်ကိုကျွန်တော်ပြန်ထွက်ယူပါသေးတယ်အဲ့တန်ပိုက်ထွက်ယူပြီးမှ
ပြန်ဝင်လာပြီးတော့ထူအောင်ကိုကျွန်တော်ရိုက်လိုက်တာပါအမှန်ကထူအောင်ကမေ့နေတာမဟုတ်ပါဘူးသူတို့အပေါ်မှာဘီယာတောက်ထားပုံရပါတယ်အဲဘီယာတောက်ထားပြီးတော့ခေါင်းဆောင်ပြီးတဲ့အချိန်နဲ့မူးရုံမူးသွားတာဖြစ်မှာပါနိုင်စောထွက်သွားပြီးကျွန်တော်တန်ပတ်ယူပြီးပြန်ဝင်လာတော့ထူအောင်ကအပေါက်ကိုကျိုးပေးပြီးတော့ထိုင်နေတာတွေ့ရင်နောက်ကတစ်ချက်ပဲရိုက်လိုက်တာပါနေစမ်းမအောင်ထူအောင်ကမင်းတူမဟုတ်ဘူးလားဘာလို့တတ်ရတာတော့ကွာအဲ့ကိစ္စပြောစမ်းမအောင်ကျွန်တော်တူဖြစ်နေလို့တတ်လိုက်ရတာပါဗျာထူအောင်အဖေနဲ့ကျွန်တော်ကညီကိုဝန်းခွက်တော်ပါတယ်ကျွန်တော်မိဘတွေလက်ထက်မှာထူအောင်ဖိုးစီမှာပေါင်နှံခဲ့တဲ့လေတွေယာတွေကျွေးဆုံးတော့ထူအောင်ဖေအကုန်ရခဲ့ပါတယ်ထူအောင်ဖေဆိုင်ကတက်ပြီးဆုံးသွားတော့အဲ့ဒီအမွေတွေအားလုံးထူအောင်လက်ထဲရောက်ပါတယ်ထူအောင်အမေမတ်ကျုံမကလည်းယောဂတဲ့ဆိုတော့သူလည်းတိတ်တော့မကြတော့ပါဘူးကျွန်တော်လည်းမတ်ကျုံမနဲ့အကျိုးကြောင့်ပြောပြပြီးညှိကြည့်တော့သူမသေးခင်တင့်တယ်လို့ခွဲပေးခဲ့မယ်လို့ပြောပါတယ်ဒါကိုထူအောင်ကတူတူခါခါကိုညင်းပါတယ်သူလုံးဝလက်မခံမနဲ့ကျွန်တော်ကိုပေးမဲ့လေတွေကိုရောင်းပြီးတော့သူ့အမေပဲစိတ်ကူးမယ်ဆိုပြီးတော့စီစဉ်ပါတယ်တကယ်တော့မတ်တီယိုမာလည်းယောဂနဲ့သိထူအောင်လည်းမရှိတော့ဘူးဆိုရင်သူတို့ပိုင်ဆိုင်တဲ့ဟာတွေကကျွန်တော်ဟာတွေပေါ့ဗျာဒါကြောင့်ထူအောင်ကလည်းအရွယ်ရောက်နေပြီဆိုတော့အိမ်တော်တွေဘာတွေကြမလာခင်ကျွန်တော်အရင်ရှင်းထားမှဖြစ်မယ်ဆိုပြီးတော့အခွင့်အရေးတော့တခါတည်းကျွန်တော်ရိုက်လိုက်တာပါအကြောင်းတရားတွေအားလုံးကတော့ဒါပါပဲစကမ်းမှုကြီးရယ်ဟဲ့မင်းနိုင်စောကိုတော့လက်မလွန်သေးဘူးမလားဟာဗျာစကမ်းမှုကြီးရယ်မှုကြီးအောင်တော့မလုပ်ပါနဲ့ဗျာမင်းမှာရွေးစရာဒီလမ်းပဲရှိတော့တာအစီအစဉ်တော့ရှိတယ်မလားဟဲ့ဖြည့်စမ်းကွာမင်းယောက်ျားပဲမလုပ်ပါဘူးဗျာခန်းကြီးမှာရှိပါတယ်ကျွန်တော်လိပ်စာပေးပါမယ်ဟေးတာမှုကြီးလေးဒါပေါင်းကွာအေးဒီမှာဇော်ဦးကြီးကလိပ်စာယူကွာခန်းကြီးစကန်ကိုဆက်သွယ်ပြီးတော့နိုင်စောကိုခဏဆွဲထားပေးဖို့ချက်ချင်းလှမ်းပြောကွာဟုတ်ကဲ့ပါဘိုးကြီးကဲဇော်ဦးကြီးမင်းထွက်ချက်ဒီမှာချရေးထားတယ်မင်းပြန်ဖတ်ပြီးတော့ဒီထွက်ချက်မှာအမှန်တိုင်းထွက်ဆိုခဲ့တဲ့အကြောင်းနဲ့တရားရုံးမှာလည်းဝန်ခံချောင်းချက်ပေးပါမယ်ဆိုတဲ့အကြောင်းလက်မှတ်ထိုးကွာအမှုကိုတက်တာအောင်တော့ငါလုံပေးနိုင်ဘူးဒါပေမဲ့နေရထိုင်ရတာအဆင်ပြေအောင်တော့ငါတက်နိုင်တယ်လို့ကူညီမယ်ဆိုဦးเนาะဒါတော့စိတ်ချကျန်တဲ့ပေါင်ကျော်တဲ့ကိစ္စတော့ငါ့ကိုအာမကိုနဲ့ပေါင်ထဲကတက်နိုင်တယ်ငါကူညီမယ်ဟုတ်ပြီလားရဲအုံးမြက်လိုက်လေနိုင်စောလူပြောင်းမှုကိုအမှုပိတ်သိမ်းပြီးဇော်ဦးမှထူးအောင်ကိုတတ်မှုအလောင်းဖြောက်ပြက်မှုတို့ဖြင့်အမှုဖွင့်တရားစွဲတင်ပြီးတရားရုံးမှအမှုကိုစစ်ဆေးပြီးတရားခံဇော်ဦးအားအလုတ်ကျန်းနှင့်ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်ပြီးနောက်2 လကျော်ခန့်အကြာတွင်စကမ်းမှုကြီးရှိပါလားဗျဝင်ခွင့်ပြုပါခင်ဗျလာဗျာဟာဘသူများလဲလို့ကိုနိုင်စောကြီးပါလားဘသူပြောက်ပြန်ပြီလဲခင်ဗျမတ်ဝေဖြူတော့မပြောက်တော့ဘူးထင်ပါတယ်ကဲလာထိုင်ဗျာကျွန်တော်မပြောက်ပါဘူးစကမ်းမှုကြီးရဲ့ဩမတ်ဝေဖြူလဲပါလာပဲကဲပြောဗျာကျွန်တော်ဘာကူညီရမလဲဟုတ်ကဲ့ဒီလိုပါစကမ်းမှုကြီးဒီတစ်ချိန်တော့စကမ်းမှုကြီးကမဖြစ်မနေကူညီမှဖြစ်မဲ့ကိစ္စပါခင်ဗျာဟုတ်ဘာကိစ္စလဲဆိုတော့ဒီလိုပါဒီလကုံနောက်ဆုံးအပတ်ကတနင်္ဂနွေနေ့မှာကျွန်တော်ချစ်သူဝေရိုးရဲ့မင်္ဂလာပွဲကိုမပြတ်မကွက်တက်ရောက်ပြီးမင်္ဂလာပန်းကုန်းဆင်မြန်းပေးဖို့အကူအညီတောင်းရင်ဖိတ်စာလာပေးတာပါခင်ဗျာပြီးတော့မင်္ဂလာညရဲ့ဂျင်နာမှာလည်းစကမ်းမှုကြီးကတချင်းတစ်ပုတ်တီဆူချင်းမြင့်ပေးဖို့လဲမြစ်တာရက်ခံပြရစေခင်ဗျာ